မြန်မာအရေးအခြေအနေဆိုးရွားလာသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်ဗြိတိန်နှင့်တောင်ကိုရီးယားနိုင်ငံတို့ကတီးသန့်အစည်းအဝေးခေါ်ယူကုလအတွင်းရေးမှူးချုပ်ကမြန်မာစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဘူးထုတ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာအရေးအခြေအနေဆိုးရွားလာသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်ဗြိတိန်နှင့်တောင်ကိုရီးယားနိုင်ငံတို့ကမြန်မာနိုင်ငံအတွက်တီးသန့်အစည်းအဝေးခေါ်ယူထားကြောင်းကုလသမဂ္ဂကတရားဝင်သတင်းထုတ်ပြန်ပါတယ်။လာမယ့်ဒီဇင်ဘာ22ရက်နေ့နံနက်ပိုင်းကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်မြန်မာအရေးနဲ့ပတ်သက်၍တီးသန့်အစည်းအဝေး private meeting တရက်ကိုခေါ်ယူမည်ဖြစ်ပြီးရန်စီဝေးတွင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဂျူလီဗီရှော့နှင့်အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်တန်ရှရီအော်တမန်တို့ကလက်ရှိအခြေအနေများကိုရှင်းလင်းတင်ပြကြမည်ဖြစ်ကြောင်းသိရပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကိုဗြိတိန်နိုင်ငံ UK နှင့်တောင်ကိုရီးယားနိုင်ငံ ROK တို့၏တောင်းဆိုမှုကြောင့်ကျင်းပခြင်းဖြစ်ပြီး2025ခုနှစ်အတွင်းပုံမှန်ဆိုးရွားလာသည့်မြန်မာအရေးကိုအဓိကထားဆွေးနွေးကြမည်ဖြစ်ကြောင်းသိရပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဂျူလီဗီရှော့ကဒီဇင်ဘာ28ရက်တွင်စတင်ကျင်းပရန်ပြင်ဆင်နေသည့်စစ်တပ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး၎င်း၏စိုးရိမ်မှုများကိုတင်ပြပွဲရှိနေပြီးအတိုက်အခံအဖွဲ့အစည်းနှင့် NLD အပါအဝင်နိုင်ငံရေးပါတီအများအပြားကစစ်တပ်ရွေးကောက်ပွဲကိုအတူရောက်မှုသတ်မှတ်ခါပယ်ချထားကြောင်းသိရပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်ကလည်းစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်လာလိမ့်မည်ဟုဤသူမှမယုံကြည်ကြောင်းနှင့်မြန်မာပြည်ထနာကိုဖြည့်ရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်းပြောကြားထားပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ OCHAE နိုဝင်ဘာလထုတ်ပြန်ချက်အရမြန်မာနိုင်ငံလူဦးရေ၏40%လူဦးရေ21.9 သန်းခန့်သည်လူသားချင်းစာနာမှုအကူအညီများလိုအပ်နေကြောင်းအထူးသဖြင့်စားနပ်ရိက္ခာမလုံလောက်မှုမှာအလွန်စိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိနေပြီးရေကြီးရေရှမ်းမှုနှင့်ရန်ပုံငွေအခက်အခဲများကြောင့်အခြေအနေမှာပုံမှုဆိုးရွားလျက်ရှိကြောင်းသိရပါတယ်။အာဆီယံအနေဖြင့်မြန်မာနိုင်ငံ၏နိုင်ငံရေးကိုယ်စားလှယ်များကိုအစည်းအဝေးများတက်ရောက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ပြီးအကြမ်းဖက်မှုများရပ်တန့်ရန်နှင့်အားလုံးပါဝင်သည့်ထွေးဆုံဆွေးနွေးမှုများပြုလုပ်ရန်ဆက်လက်တိုက်တွန်းထားပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်းမြန်မာအရေးနှင့်ပတ်သက်၍သဘောထားခွဲလွဲမှုများရှိနေဆဲဖြစ်ပြီးဗြိတိန်ကတင်သွင်းသည့်ဆုံးဖြတ်ချက်မူကြမ်းကိုတရုတ်နှင့်ရုရှားတို့ကကန့်ကွက်မှုများရှိခဲ့သောကြောင့်တည်တာထင်ရှားသည့်လှုံ့ဆော်ချက်များချမှတ်နိုင်ခြင်းမရှိသေးပေ။ဆက်လက်ပြီးတိုင်းသားအလုံးပါဝင်သည့် Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေး NUG ကအားစိုက်ဆောင်ရွက်နေဟုယာယီသမ္မတအသိပေးတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်တိုင်းသားအလုံးပါဝင်သည့် Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကအားစိုက်ဆောင်ရွက်နေဟု NUG ယာယီသမ္မတဒူဝါလက်ရှိလာကအသိပေးပြောဆိုလိုက်ပါတယ်။ဒီဇင်ဘာလ18ရက်နေ့ပြည်ထောင်စုလွှတ်တော်အထက်မအကြိမ်အစည်းအဝေးပထမနေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာကအချက်ပါအတိုင်းအသိပေးပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုပထမခြေလှမ်းအဖြစ်ဆောင်ရွက်လျက်ရှိပြီးရှေ့ဆက်၍လည်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုဆက်လက်ဆောင်ရွက်နေကြောင်းအထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရကတိုင်းသားများပါဝင်သော Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေးကိုအထူးအားစိုက်ဆောင်ရွက်လျက်ရှိကြောင်းထုတ်ဖော်ပြောဆိုပါတယ်။အခုချိန်ထိမလျှော့သောဆွဲလုံလာနှင့်ဒုက္ခအမျိုးမျိုးကိုကျော်လွှားပြီးရင်ဆိုင်နေကြတာတွေကိုလည်းအင်မတန်ခုံယူလေးစားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း Federal Supreme Council ပေါ်ထွက်လာရေးအတွက်အထူးအားစိုက်ဆောင်ရွက်နေပါတယ်။ဒါအပြင်တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးတွေနဲ့အချင်းချင်းကြိတ်ကြိတ်ပြန့်ပြန့်ထဲထဲဝက်ဝင်ပူးပေါင်းဖို့အတွက်ရည်ရွယ်ချက်ရှိတယ်။ဒီလိုရည်ရွယ်ချက်တွေအပြင်လက်တွေ့ကြုံဖြတ်တန်းခဲ့ပြီးဖြစ်တဲ့တော်လှန်ရေးကာလမှာပြည်သူသဘောထားနဲ့အညီပြုပြင်ပြောင်းလဲတဲ့အစိုးရအဖွဲ့ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်ပါတယ်ဟုယာယီသမ္မတကပြောဆိုပါတယ်။ NUG အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးဝေဖန်မှုများအားမလို့အားမရဖြစ်မှုများရှိနေတော့လေပကတိအခြေအနေအတိုင်းလှုပ်ဆောင်ရခြင်းဖြစ်၍အကန့်အသတ်များရှိနေကြောင်းတို့ရတွင်ပြုပြင်ပြောင်းလဲရေးလှုပ်ဆောင်ရတွင်တော်လှန်ရေးမူလရည်ရွယ်ချက်မှာသွေဖယ်မသွားရေးလှုပ်ဆောင်ခဲ့ရကြောင်းသမ္မတကပြောဆိုပါတယ်။အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအားမလို့အားမရမှုတွေရှိတယ်ဆိုတာကျွန်တော်တို့သိထားပါတယ်။ကျွန်တော်တို့အနေနဲ့လည်းများပြားစုံလင်တဲ့လူမျိုးပေါင်းစုံဒေသပေါင်းစုံအဖွဲ့အစည်းပေါင်းစုံကိုလက်တွေ့ကျကျဆွဲစုပြီးအရှိပကတိအတွက်အခြေခံပြီးပြုပြင်ပြောင်းလဲရေးလုပ်ရတာဖြစ်တာကြောင့်အကန့်အသတ်တွေရှိပါတယ်။ဒီလိုအကန့်အသတ်တွေကြားထဲမှာလှုပ်ဖြစ်အောင်လုပ်ရသလိုတော်လှန်ရေးရဲ့မူလရည်ရွယ်ချက်ကိုလည်းမသွေဖယ်သွားစေရန်အထူးဂရုစိုက်ပြီးလှုပ်ဆောင်ခဲ့ရပါတယ်။လက်ရှိပြုပြင်ပြောင်းလဲရေးဟာအစုအဖွဲ့အလုံးရဲ့စိတ်ကြိုက်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။နိုင်ငံရေးမှာအလုံးဆန္ဒနဲ့တစ်ထက်တည်းကြတဲ့ဆိုတာမျိုးရှိခဲ့ပါတယ်။အများစုရဲ့ဆန္ဒနဲ့စစ်မှန်တဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့အနည်းဆက်ဆုံးဖြစ်ဖို့သာအရေးကြီးဆုံးဖြစ်တယ်လို့ယူဆပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုလူထုရဲ့ထောက်ခံမှုထပ်မံရရှိအောင်အလုံးနဲ့သက်သေပြနိုင်ဖို့ကြိုးစားသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ဟုသမ္မတကရှင်းပြပါတယ်။ကမ္ဘာနိုင်ငံရေးနဲ့နိုင်ငံတကာအခြေအနေများကလည်းမယိုရှင်းပိန်ပြည်တွင်းတော်လှန်ရေးအခင်းကျင်းအပေါ်တက်ရောက်မှုများရှိနေကြောင်း
စစ်တပ်ရွေးကောက်ပွဲကိုစန့်ကျင်ရုံများဖြင့်မလုံလောက်ပင်ရွေးကောက်ပွဲအလွန်ကာလစိန်ခေါ်ချက်များအတွက်လည်းတော်လှန်ရေးအင်အားစုများကပြင်ဆင်ရမည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်၏အခြေအနေနဲ့ပတ်သက်၍အထူးစိုးရိမ်ကြောင်းသမ္မတကထုတ်ဖော်ပြောဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအခမ်းအနားဟာနိုင်ငံအတွက်ရောလက်ရှိຫນွေဦးတော်လှန်ရေးအတွက်ပါအင်မတန်မှအရေးကြီးတဲ့အခမ်းအနားမှာရှိနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့လူထုကောင်းဆောင်တွေနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အနေနဲ့နိုင်ငံတကာကိုဆက်လက်အကူအညီတွေတောင်းကြဖို့တိုက်တွန်းလိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းနိုင်ငံတကာအတိုင်းဝိုင်းမှာဒီကိစ္စကိုအမြဲတမ်းတိုက်တွန်းပြောဆိုနှိုးဆော်တာရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုအကြမ်းဖက်စစ်ကောင်ဆောင်တွေရဲ့ဖမ်းဆီးချုပ်နှောင်ထားမှုကနေအမြန်ဆုံးလွတ်မြောက်ဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ပြည်တွင်းကရောနိုင်ငံတကာကပါပုံစံမျိုးစုံနဲ့တိုက်တွန်းနှိုးဆော်တာတွေလှုပ်ဆောင်ကြဖို့လေးနက်စွာတိုက်တွန်းပြောကြားလိုပါတယ်ဟုယာယီသမ္မတကထုတ်ဖော်ပြောဆိုထားပါတယ်။ဆက်လက်ပြီးမိုးကုတ်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်ဆွဲထားသည့်နေရာသို့တော်လှန်ရေးတပ်ပေါင်းစုကဒရုန်းဖြင့်ပုံကျဲမြင်းမှုတွင်လည်းအကြမ်းဖက်စစ်တပ်ကိုဒရုန်းဖြင့်တိုက်ခိုက်မှုစစ်သားတချို့သေဆုံးနိုင်တဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့နယ်ရှိအကြမ်းဖက်စစ်တပ်ဆွဲထားသည့်ဖြူဟာကုန်းအနီးကလတ်ကျောင်းပေါ်သို့တော်လှန်ရေးတပ်ပေါင်းစုကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသတော်လှန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဒီဇင်ဘာလ19ရက်နေ့မွန်းလွဲတနာရီမိနစ်40ဝန်းကျင်မှစ၍တော်လှန်ရေးတပ်ပေါင်းစုကဒရုန်းဖြင့်ပုံကျဲချတိုက်ခိုက်ခဲ့ကြောင်းရင်းနှီးနက်ခင်းအစောပိုင်းတွင်လည်းအာထကလေးကျောင်းဝင်းတဲတွင်တက်ဆွဲထားသည့်အကြမ်းဖက်စစ်တပ်ကိုလည်းရှော့တိုက်တုံးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ဖွေးတွေကတက်ဆွဲထားတာပြကလတ်ကျောင်းပေါ်အရှိပိုင်းပြ PDF ချတာမွန်းလွဲတနာရီ42မိနစ်မှလည်းဒရုန်းနဲ့ဘုံ3လုံး2နာရီ5မိနစ်မှဘုံ2လုံးပောက်ကွဲအားတော့ကောင်းနေပောက်ကွဲတဲ့တော်တော်ကျဲတဲ့ဟုဒေသတော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အလားတူစကိုင်းတိုင်းမြင်းမှုမြို့နယ်ဝေးပင်တော်ရွာတွင်အထိုင်ချတက်ဆွဲထားသောအကြမ်းဖက်စစ်သားများကိုဒရုန်းဖြင့်တိုက်ခိုက်ရာစစ်သားတချို့သေဆုံးနိုင်ကြောင်း MDF ဒရုန်းတင်2တာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ18ရက်နေ့နနက်10:00နာရီအချိန်အထိမြင်းမှုမြို့နယ်ဝေးပင်တော်ရွာတွင်အထိုင်ချတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များက Fit Win ဒရုန်းများဖြင့်ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား9ဦးထပ်မံသေဆုံးနိုင်ကစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်10လုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတို့ရတွင်တော်လှန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးအင်အားကတော့90ကျော်တယ်ခံမှန်းချေစစ်ခွေး9កောင်ထက်မနည်းကတော့တေမှာပဲဘာလို့ဆိုတော့ဘုံတွေကျဲတဲ့နေရာကသူတို့စုတဲ့ဘတ်တွေကိုကြားတာအတိအကျရဖို့ကတော့သူတို့နေမည်ဆိုတော့တော်တော်မလွယ်ဘူးသူတို့ဘန်ကာနဲ့ကားလန်ကျော်ပေါ်ကဖွေးတွေအတွက်ပြင်ဆင်ချက်ပြုတ်နေတဲ့နေရာတွေရောတော်တော်လေးပြည့်စည်တယ်အစာပိုင်းတော့လက်နက်ငယ်တွေဖောက်တာနောက်ကျတော့လက်နက်ကြီးတွေနဲ့ပတ်ချလေအကုန်ထူတာလက်နက်က10လုံးကျော်တယ်ဟု MDF ဒရုန်းတင်2တာဝန်ခံကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းမှုမြို့နယ်ပါကာဖာမြင်းမှုမြို့နယ်ပါလာဖာအလပကတိုက်နယ်ပါကာဖာမြောင်ဒရုန်းဖို့ MDF ကြာခင်စိန် Justice Warrior တပ်ဖွဲ့အမုန်းပြင်းမဲ့ဒရုန်းတင်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။